AI ကလူသားတွေရဲ့ဘဝကိုပြောင်းလဲနေပါပြီ။ယနေ့မှာတော့ AI ကိုအကျိုးရှိအောင်မမှန်ကန်ကန်သုံးနိုင်ဖို့နည်းလမ်းချို့မျှဝေပေးပါမယ်။ရည်ရွယ်ချက်ရှိသုံးပါ AI ကိုအလကားအချိန်ဖြုံးဖို့မဟုတ်ပြဿနာဖြေရှင်းဖို့အတွက်သုံးပါမိမိလုပ်ငန်းနယ်ပယ်နဲ့ကိုက်ညီတဲ့ AI tools ကိုရွေးချယ်ပါ prompt engineering AI ကိုအကောင်းဆုံးရလက်ရအောင်မိခွန်းမင်းနည်းအတတ်ပညာနည်းလမ်းတွေကိုသင်ယူပါ ethical usage ကျင့်ဝတ်နဲ့အညီသုံးပါမိမိရဲ့ privacy ကိုထိန်းသိမ်းနိုင်ဖို့ AI settings ကိုသေသေးချာချာစစ်ဆေးပါအနည်းဆုံး AI ဘယ်လိုအလုပ်လုပ်တယ်ဆိုတာနားလည်ထားသင့်ပါတယ် AI ရဲ့အဖြေကိုအမြဲစစ်ပါ AI ရဲ့ကန့်သက်ချက်တွေကိုနားလည်ပြီးတိကျတဲ့ရလဒ်ကောင်းရအောင်အသုံးပြုပါ AI ကိုမှန်ကန်ကန်အသုံးပြုမယ်ဆိုရင်အလုပ်ပိုမြန်လာမယ်ဖန်တီးမှုအတွေ့အကြုံပိုရှိလာမယ်စီးပွားရေးနဲ့ပညာရေးမှာတိုးတက်မှုဖြစ်စေနိုင်မယ် AI ကသင်ကိုအစားထိုးဖို့မဟုတ်ပါဘူးသင်စွမ်းရည်ကိုအစစ်မြင့်ဖို့ပါ AI သုံးပြုမှုပုံနဲ့ပတ်သက်ပြီးသိချင်တာလေးတွေရှင်